ဒီဖြစ်ရကကြာခဲ့ပြီဆိုပေမဲ့ကျွန်တော်တို့မိသားစုအတွက်တော့အခုဒီမနေ့ကလိုပဲလက်ဆက်နေတဲ့မမေ့နိုင်တဲ့အမှတ်တရတစ်ခုပါခင်ယာဆွေမျိုးညင်ရဟင်းကောင်းဆိုတဲ့စကားအတိုင်းသွေးသားမတော်ဆက်ပေမဲ့တန်ရောစင်ကြီးမာခဲ့ရတဲ့လူတစ်ယောက်အကြောင်းပေါ့ကျွန်တော်တို့လင်မယားကငငယ်ရွယ်ရွယ်နဲ့အိမ်အောင်ချခဲ့ကြတာပါကျွန်တော်ကမရပူရာသာမိန်းမကအရန်ကုန်သူလက်ဖူးစာရွာလေတယ်ပဲပြောရမလားစောစောစီစီကိုတို့ကကိုရှာကြတယ်ပဲပြောရမလားကလေးနှစ်ယောက်မွေးပြီးလောက်ငအောင်ရှာမကျွေးနိုင်မယ်စီးပွားရေးအဆင်မပြေဖြစ်နေချိန်မှာမိန်းမရဲ့ဦးလေးကရန်ကုန်ကိုပြောင်းလာခဲ့အလုပ်ပေးမယ်ဆိုတာနဲ့ရန်ကုန်မြို့ကြီးကိုမိန်းမနဲ့ကလေးနှစ်ယောက်လောက်ကိုဆွဲပြီးစွန့်စားအခြေချခဲ့ကြတယ်မိန်းမဘက်ကအမျိုးတွေရဲ့အကူအညီနဲ့ရင်းစင်ရဲ့လမ်းကြားတစ်ခုထဲမှာရှိတဲ့တစ်ထက်တစ်သားအိမ်ရဲ့အပေါ်ရခန်းကိုငှားဖို့တွားကြည့်ခဲ့ကြတယ်။အိမ်ကဟောင်းလွှမ်းနေပေမဲ့ခိုင်ခန့်ပုံတော့ရပါတယ်။သူကြတာကအပေါ်နဲ့တက်တဲ့လေကားကအိမ်ပြင်ဘက်မှာတီးတန့်ထုတ်ထားတာဗျ။အပေါ်နဲ့အောက်ထပ်ကိုတီးစားစီတွားလာလို့ရအောင်ပေါ့။အိမ်ရှင်ကတော့လူပြိုကြီးဦးလေးကြီးတယောက်ပေါ့ဗျာအချိန်ပြည့်မူးနေတဲ့အမူးသမားမို့လို့ပြုစုရမှာဆိုလို့ဆွေမျိုးတွေကတော့အဖက်မလုပ်ပဲပြစ်ထားကြတာလို့သိရတယ်သူကအောက်ထပ်ခန်းမှာနေဖို့ပြင်ပေမဲ့ကျွန်တော်ကစိတ်ထဲမှာတစ်ခုခုကိုစိုးရိမ်နေမိတယ်ဦးလေးကြီးရဲ့ကျွန်တော်အလုပ်သွားရင်မိမနဲ့ကလေးတွေပဲကြံခဲ့မှာတစ်ခုခုဆိုသွားလာလို့အဆင်ပြေအောင်အောက်ထပ်ကိုပဲကျွန်တော်တို့ငှားပြီးပါလားလို့ကျွန်တော်ကဇွတ်တောင်းဆိုတော့မှသူကကလေးတူလို့တွဲလောင်းနေကျွန်တော်တို့ကိုကြည့်ပြီးတနာသွားလို့ထင်ပါရဲ့အောက်ထပ်ကိုငှားပြီးရှာတယ်အစပိုင်းမှာတော့ကျွန်တော်မိန်းမကသူ့ကိုတရေတတောင်ပူတောက်သေးတာဗျတစ်ချိန်လုံးပလင်းတန်းလန်းနဲ့မူးနေတာကိုဒါပေမဲ့တနေ့မနက်ခင်းအိယာနိုးတဲ့အချိန်မှာကျွန်တော်မိန်းမကိုကြီးအရန်ပူပြီးဖျားတက်နေလို့စီကံပူဖို့အလန့်တကြားထပြေးရတော့တာပေါ့လူခဲမရှိတဲ့ကျွန်တော်တို့လူများအတွက်အိမ်နေတဲ့ကလေးနှစ်ယောက်ကိုအိမ်တကားလေးစီပြီးထားခဲ့ရတယ်စီကံအပြန်အိမ်ထဲဝင်လိုက်တဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့ကျွန်တော်တို့အရန်ကိုအော်သွားစေတယ်အဲ့ဒီအမှုသမားဦးလေးကြီးကကျွန်တော်သမီးငယ်လေးရဲ့ပကတ်ကြိုးကိုဖြည်းဖြည်းချင်းလွှဲပေးနေပြီးတော့နိုးနေတဲ့တားကြီးလေးစော့နေတဲ့ဘေးမှာခုံလေးနဲ့ငင်ငင်လေးထိုင်ဆောင်ပေးနေတာဗျကလေးနှစ်ယောက်နိုးလာလို့ငိုတန်ကြားတာနဲ့သူပြေးဆင်းလာခဲ့တာလို့ပြောတယ်အဲ့ဒီနေ့ကစပြီးသူ့ပေါ်ထားတဲ့အမြင်တွေပြောင်းလဲကုန်တော့တာပေါ့သူ့မှာချစ်စရာကောင်းတဲ့အကျင့်လေးတစ်ခုလည်းရှိတယ်အရက်ဆိုင်ကပြန်လာလို့ခြံထဲမှာကလေးတွေရှိနေရင်သူ့ရဲ့ရိုင်နေနေတဲ့ခြေလမ်းတွေကိုမနှဲထိန်ပြီးအရက်ပလင်းကိုကားကြတဲ့ကမန်းကရန်ထိုးထည့်တတ်တယ်ပြီးတော့တခါတလေသူခန်းရှိမှတောင်းနေတော့ကလေးတွေခြံထဲဆင်းဆော့ရင်ပလင်းကိုဖတ်ပြီးအရက်ကိုကြွေခွက်အဖြူလေးတွေထည့်ပြီးကလေးတွေမသိအောင်လဲခိုးတောက်တတ်သေးတယ်ဗျတရက်တော့သူအရက်ဆိုင်ကနေပြန်လာပြီးဝုန်းနဲ့ဆိုတဲ့အတန်ကြီးကြားလိုက်လို့သွားကြည့်လိုက်တော့လေကားပေါ်ကနေပြုတ်ကျနေတာဒါနဲ့ကျွန်တော်တို့လင်မယားအတိုင်းမြင်ပြီးသူ့ကိုအောက်ထပ်မှာပြန်နေခိုင်းပြီးကျွန်တော်တို့ကအပေါ်ရက်ကိုပြန်ပြောင်းနေကြတယ်သူနဲ့အတူတူနေလို့တဖြည်းဖြည်းသိလာခဲ့ရတာကသူကဘွဲရပညာတဲ့ကြီးတယောက်ကလေးလေးအရန်ချစ်တတ်တာဘာကြောင့်ဒီလိုဝမျိုးရောက်သွားလဲဆိုတာတော့ကျွန်တော်တို့လင်မယားလည်းအားနာလို့မမေးဖြစ်ခဲ့ကြဘူးအချိန်လေးကြာလာတာနဲ့အမျှသူနဲ့ကျွန်တော်တို့မိသားစုကြားမှာတန်ရောစင်တွေခိုင်မြဲလာတယ်ကျွန်တော်တို့စီးပွားရေးလေးလည်းအဆင်ပြေလာတော့ဟင်းချက်တိုင်းသူ့အတွက်အမြဲတစ်ခွက်ပို့ပေးဖြစ်တယ်မင်းတို့လင်မယားကငါအမျိုးကြီးထောင်တာသေးတယ်ငါမှမင်းတို့နဲ့တွေ့မှပဲထမင်းလဲမှအောင်စားဖြစ်တော့တယ်လို့သူကဝမ်းသာအားရပြောပြတတ်တယ်ငါတည်ရင်မင်းတို့တခြားမပြောင်းနဲ့ဒီအိမ်မှာပဲဆက်နေကြငါစာချုပ်နဲ့အမွေပေးခဲ့မယ်လို့သူကခဏခဏပြောပြီးမယ်ကျွန်တော်တို့ကအားနာလို့ရောသူများပစ္စည်းအလကားမလိုချင်တာကြောင့်ရောအမြဲငင်းခဲ့တာပေါ့ဒီလိုနဲ့ကျွန်တော်တို့သူ့အိမ်မှာနေလာတာ2နှစ်လောက်ကြာတဲ့တနေ့မှာတော့ဦးလေးကြီးကငါကောင်းပြီတအားကြိုက်တယ်ဆိုပြီးညင်းညူလာလို့ကျွန်တော်စေးကန်းလိုက်ပို့ပေးဖြစ်တယ်စေးကန်းကအချိန်နေမကောင်းလို့စေးရုံကိုလွှဲလိုက်တာနဲ့စိုက်ကားတစ်စီးနဲ့အပြေးလွှာစေးရုံဆက်သွားခဲ့ရတာပေါ့အဲ့ဒီခေတ်ကအခုလိုဖုန်းတွေမရှိတော့အိမ်ကမိန်းမကိုလည်းအကြောင်းမချနိုင်ခဲ့ဘူးအဲ့ဒီနေ့ညနေဆောင်နေဝင်ကြီးတရောအချိန်မှာကျွန်တော်မိမကအပေါ်ရဝရဏမှာကလေးတွေနဲ့စွန့်နေခြံထဲကိုလူရိတ်တစ်ခုဝင်လာတာမြင်လိုက်ရတယ်တဲ့ဒါနဲ့သူလေးကြည့်လိုက်တော့ဦးလေးကြီးဖြစ်နေရတယ်ဗျာဒါပေမဲ့လမ်းလျှောက်လာတာကခါတိုင်းလိုမရိုင်ဘူးတိတိငြိမ်ငြိမ်ကြီးနေတဲ့မိမကလည်းဝမ်းသာအားရနဲ့ဦးလေးကြီးဒီကောင်းသွားပြီလားတယောက်တည်းပြန်လာတာလားကျမယောက်ျားဟောဘယ်မှာကြံခဲ့လေလို့လှမ်းမိလိုက်တယ်အဲ့ဒီချိန်ဦးလေးကြီးရဲ့ခြေလမ်းတွေကရက်သွားပြီးတဖြည်းဖြည်းနဲ့မော့ကြည့်တယ်ဒါပေမဲ့ဘာမှမပြောဘဲနဲ့အောက်ထက်ကသူ့ခန်းတွေကိုတိတ်ဆိတ်ဝင်သွားခဲ့တယ်တဲ့မိန်းမကလည်းသူနေမကောင်းလို့နားကျင်လို့နေမှာပါလေဆိုပြီးစမမီတော့ပဲကလေးတွေနဲ့ပဲစောင့်နေခဲ့တယ်ည9 နာရီခွဲလောက်မှာကျွန်တော်ဆေးရုံမှာကိစ္စတွေပြီးလို့အိမ်ကိုအမောတကောနဲ့ပြန်လာခဲ့တယ်မိန်းမကဦးလေးကြီးအောင်ပြန်ရောက်နေပြီရှင်ကဘာလို့ကြာနေရလဲဦးလေးကြီးကိုတွားကြည့်ပါအောင်စံပြူလေးပါလေးတိုက်ပြီးဆေးတိုက်ရအောင်လို့ပြောလိုက်တဲ့အခါမှာကျွန်တော်ခေါင်းနှပန်းတွေကြီးသွားတော့တာပဲမိန်းမ
မင်းဘာတွေပြောနေရလဲဦးလေးကြီးကဆေးရုံရောက်ပြီးတိတ်မကြဘူးညနေ၄နာရီလောက်မှပဲဆုံးသွားတယ်ငါအလောင်းကိစ္စတွေစီစဉ်နေလို့အခုမှမင်းကိုပြန်လာပြီးပြောရတာလို့ပြောလိုက်တော့ကျွန်တော်မိမဖင်တန်းရဲ့ပြုတ်ကျသွားပြီးရှိုက်ကြီးတငင်နဲ့ကိုငိုတော့တာပဲတကူလုံးလဲတုံရင်နေပြီးသူခမရသွေးပြက်နေရှာတယ်သူညနေကစကားလမ်းပြောခဲ့တာဘာလို့လဲအခန်းထဲဝင်သွားတာကိုသူအသေးချာမြင်လိုက်တာပါဆိုပြီးညာလုံးမိုးယူပြီးတော့ပြောနေခဲ့တယ်ဘလို့မှလည်းသိလို့မရအောင်ဒီလိုနဲ့နောက်တနေ့တမနက်မှာတော့ကျွန်တော်မိမရဲ့ညီမဝန်ခွဲတယောက်ကိုအကုန်ကြီးတောင်းပြီးအိမ်မှာကလေးတွေနဲ့သူ့အနာကိုထားပေးခဲ့ရတယ်ကျွန်တော်ကနာရေးကိစ္စတွေနဲ့ဆွေမျိုးတွေကိုလိုက်ရှာအကြောင်းကြားခဲ့ရတော့တာပေါ့အရင်ကတခါမှပုံမလာတဲ့ဆွေမျိုးတွေကအဲ့ဒီအချိန်ကျမှအိမ်ကိုအလူအရက်ရောက်လာကြတယ်ရက်လင်းမတိုင်ခင်မှာပဲကျွန်တော်ကိုခေါ်ပြီးဒီအိမ်ကိုအမွေခွဲမှမှုရက်လေပြီးရင်ဆင်းပေးပါလို့ပြောကြတယ်ကျွန်တော်လည်းသူများမိသားစုအရေးထဲမှာဂျာညံမှာဆိုလာနေရက်လေပြီးရင်အိမ်ပြောင်းပေးပါမယ်ကျွန်တော်စပုံငွေလေးပဲပြန်အမ်းပေးပါလို့ပြောခဲ့တယ်ဒီလိုနဲ့အိမ်ငါ့ကိုအိမ်တလုံးအမြန်ဆန်ရှာပြီးတော့ပဲကျွန်တော်တို့မိသားစုပြောင်းမှုပြင်ဆင်ရတော့တာပေါ့ရက်လေညမှာအပေါ်တဲ့ကျွန်တော်တို့အခန်းမှာအထုပ်အပိုးတွေပြင်နေတော့ခေကားဝတက္ကမကြီးစီကနေအရင်နံကြီးကတိုးဝင်လာတယ်အဲ့ဒါခါတိုင်းဦးလေးကြီးတောက်နေကြအရင်နံပြလေထဲမှာအရင်နံနေဝဲဝဲနေပြီးတစုံတစ်ယောက်ကကျွန်တော်တို့အနားမှာရက်ကြည့်နေသလိုခံစားရတယ်ကျွန်တော်စိတ်ထဲမှာတော့ဦးလေးကြီးကကျွန်တော်တို့ကိုလာနှုတ်ဆက်တာမှသိလိုက်ပေမဲ့မိမကြောက်မှဆိုလို့အောက်ထပ်မှာနာရေးဆောင်တဲ့လူငယ်တွေတောက်နေကြတာပါလို့လိန်ပြောခဲ့ရတယ်ရက်လက်ပြီးနောက်တနေ့ညနေမှာပဲကျွန်တော်တို့အဲ့ဒီအိမ်ကနေထွက်ခွာဖို့ပြင်ဆင်ကြတယ်အဲ့ဒီအချိန်မှာ3နှစ်အရွယ်သမီးလေးကအပေါ်ရဲ့လေကားထိပ်ကိုလက်ညှိုးထိုးပြီးတော့ဖေဖေညတော့ကလေပပကသမီးကိုပြုံးပြီးလက်ပြနေတတားတဲ့ကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးကသမီးလေးစီကအဲ့လိုစကားကိုကြားလိုက်ရတော့ရှင်ထဲမှာတော်တော်စိတ်မကောင်းဖြစ်မိတယ်ကျွန်တော်မိမဆိုလဲကြောက်စိတ်တဲ့ဝမ်းနဲ့စိတ်ကပူလာလို့မျက်ရည်တွေပူပူပေါက်ပေါက်နဲ့ငိုပြန်ရောဒီလိုနဲ့ပဲကျွန်တော်တို့မိသားစုအဲ့ဒီအိမ်ကြီးကနေကြောက်ခိုင်းထွက်ခွာလာခဲ့ကြတယ်ဒါပေမဲ့ဘဝတစ်လျှောက်လုံးအထီးကျန်မှုတွေနဲ့ဖြတ်သန်းခဲ့ပြီးကျွန်တော်တို့မိသားစုနဲ့တွေ့မှာပျော်ရွှင်နေခဲ့တဲ့ဦးလေးကြီးကိုတော့ကျွန်တော်တို့မိသားစုဘယ်တော့မှမမိခဲ့ဘူးဦးလေးကြီးအကြောင်းစဉ်းစားမိတိုင်းလဲကြောက်စိတ်နဲ့အတူဝမ်းနဲ့စိတ်ကလည်းတွန်းတွဲနေခဲ့တယ်ဒီဇလန်လေးကတော့အဖြစ်ရမှန်ဇလန်တစ်ပုဒ်ဖြစ်ပြီးတော့ဒီဇလန်လေးကြောင့်ပဲခါတရံမှာဝိညာဉ်ဆိုတာကအကြောက်စရာမဟုတ်ဘဲနဲ့မပြတ်သားနိုင်တဲ့တန်ရောစင်တွေကိုနောက်ဆုံးနှုတ်ဆက်ခြင်းလည်းဖြစ်နိုင်တယ်ဆိုတာကိုခံစားသိရှိခဲ့ရတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရမှန်ဇလန်တွေနဲ့ဝတ္ထုတိုလေးတွေကိုနားဆင်ကြနေဆိုရင်တော့ short story by Gate channel ကို subscribe လုပ်ထားပေးပါအောင်ခင်ဗျာ။